ဒီ speaking plan လေးကနေစဉ်စကားပြောမှာတော်တော်လေးသုံးဝင်တယ်နော်တခါတည်းရောက်လို့တော့နော် okay မလို့ကို just about ကိုတုံးပြောလို့ရနော် I was just about to call you but you called me first ငါမျိုးဖုန်းခေါ်မလို့ပဲဒါပေမဲ့မင်းအရင်ဖုန်းခေါ်လေ I was just about to do that ငါဟောလုံးမလို့ပဲဒါပေမဲ့မလုပ်လိုက်ဘူးပေါ့ okay အဲ့ just about ကိုတုံးပြောလို့ရနော်ခဲလို့ရတယ်လုပ်ခဲလို့ရတယ်ဒါပေမဲ့မလုပ်ခဲဘူးပေါ့နော်အဲ့ဟာကိုပြောချင်တာကို could have တုံးပြောလို့ရနော် I could have done that အဲ့ဟာကိုငါလုပ်ခဲလို့ရတယ် I could have done that I could have married her ငါတို့လက်ထပ်ခဲ့လို့ရတယ် okay စသဖြင့်ပြောလို့ရနော်နောက်တစ်ခုကမတန်ဘူးဆိုတဲ့ဟာကို not worth ကိုသုံးပြောလို့ရနော် it's not worth the price အဲ့ဒါပေးရစီရင်မတန်ဘူး it's not worth doing that okay အဲ့ဒါလောက်ရတာမတန်ဘူး okay don't do that စသဖြင့်ပြောလို့ရနော်နောက်တစ်ခုကတော်ဘူးကို anymore တုံးပြောလို့ရနော် I don't love you anymore ငါမျိုးမချစ်တော့ဘူး I don't want to study English anymore အင်္ဂလိပ်စကားကိုမလေ့လာချင်တော့ဘူးစသဖြင့်ပြောလို့ရနော် okay ပိုရတော့အောင်လို့ anymore တုံးပြောဥမာတစ်ကြောင်းတော့ comment မှာရေးသွားမယ်နော်အကျိုးရှိရဆိုလို့ရှိရင်တော့နောက်ဆက် video တွေအတွက်ဒီအကောင့်လေး follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video